ကဲချစ်တော်တို့ရေဒီတစ်ခါတော့ကလေးလူကြီးကြိုက်တဲ့မာလာဆန်ကောလေးချက်စားကြရအောင်နော်ကဲပေါင်းပစ္စည်းလေးတွေဖြစ်ပါတယ်ကဲဇလုံးထဲကိုတော့အသီးရွက်တွေကိုရေစင်အောင်စီးပါမယ်ရှင်ဒီနေရာမှာတော့ဟင်းသီးရွက်တွေကိုတေချာတန့်စင်အောင်စီးဖို့လိုအပ်ပါတယ်ကဲမိဖို့လေးကိုဖွင့်ဒဲအိုးလေးကိုတင်ပြီးရေလေးနဲ့ငယ်ထည့်ပါမယ်အုံးလေးအုပ်ထားပါမယ်ကဲစေးကြောပြီးသားအသီးရွက်လေးတွေကိုလှီးထားပါတယ်ချက်သားလေးလည်းပါပါတယ်ပြင်လဲစားအနှင်းငယ်ပါပါတယ်ရေလေးဆူလာပြီဆိုရင်တော့ပြောင်းမှုကိုအရင်ဆုံးပြုတ်ပေးပါမယ်ရှင်2မိနစ်လောက်ပဲပြုတ်ပေးပါပြောင်းမှုလေးကိုဆယ်ပါမယ်ပြီးရင်တော့အာလူးလေးကိုဆက်ပြုတ်ပါမယ်အဖုံးလေးခဏအုပ်ထားမယ်နော်ကဲအာလူးလေးနူးပြီဆိုတော့ဆယ်ပါမယ်ပြီးရင်တော့ပင်လယ်စာလေးကိုအနှင်းငယ်ပဲပြုတ်ပေးပါမယ်နော်ပြန်ဆယ်ပါမယ်ပြီးရင်တော့မုံလာဥနီလေးတွေကိုပြုတ်ပေးပါမယ်သူလည်းခဏလေးပါပဲဟင်းသီးရွက်တွေကိုလည်းခဏလေးပဲပြုတ်ပေးပါမယ်ရှင်စိမ်းရောင်လေးတွေမပြောင်းအောင်လို့ပါကဲအားလုံးပြုတ်လို့ပြီးပြီဆိုတော့မာလာဟင်းဆက်ချက်ပါမယ်တဲအိုးလေးကိုတင်စီလေးကိုချိန်မာလာဟင်းအနုကလေးကိုစပြီးတော့ချက်ပေးပါမယ်မှုေးနေအောင်လို့စီပြန်တက်ပါလို့ရှင်မာလာဟင်းလေးပွဲဆူလာပြီဆိုလို့ရှိရင်တော့ကြက်သားလေးကိုထည့်ပြီးတော့မာလာအရတာဝင်အောင်ဝေပေးပါမယ်စက်သားထဲမှာမာလာအရတာလေးစိတ်ဝင်လာပြီဆိုတော့အချိုငံပေါ့ရတာဖြစ်ဖို့အတွက်စက်သားမှုနှင်းငယ်လေးချိုးမှုနှင်းငယ်ထည့်ပေးပါမယ်ပြီးရင်တော့ဆက်လက်ပြီးတော့မွေပါတယ်ပြီးပြီးစက်သားလေးလေးကျက်လာပြီဆိုတော့ဆွမ်းနာပြုတ်ထားတဲ့အရွက်အသီးလေးတွေကိုထည့်ပေးပါမယ်ရှင်ပြီးရင်တော့တမအောင်မွေပေးပါမယ်ရှင်မိအေးနဲ့စိတ်ရှိရှိတဲ့မွေပေးဖို့လိုအပ်ပါတယ်ရှင်ဒါမှသာမာလာအရတာလေးတွေကအသီးရွက်ထဲမှာဝင်ပါမယ်ရှင်ကဲပြီးရင်တော့ခောက်ဆွဲလေးကိုထည့်ထည့်ပါမယ်ပြီးရင်လည်းစောစောကချက်ထားတဲ့အသီးရွက်တွေနဲ့ဓမ္မမြတ်တာအောင်မွေပေးပါမယ်ရှင်စိတ်ရှိရှိလေးနဲ့ချက်ပေးပါရှင်ပြီးရင်တော့ပင်လယ်စာလေးတွေကိုအနှင်းငယ်ထည့်ပြီးတော့မွေပေးပါမယ်အိုးနဲ့ဓမ္မမြတ်တာအောင်လည်းမွေပေးပါမယ်ရှင်ကဲအခုဆိုလို့ရှိရင်တော့အရင်အရသာရှိတဲ့မာလာရှန်ကောလေးရပါပြီအပေါ်ဆုံးကနေနှမ်းလေးကိုဖြူပေးပါမယ်ရှင်ကဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့အပေါင်းလေးကိုနှိပ်အသေးလေးပေးခဲ့ဖို့လည်းမမေ့နဲ့နော်အရင်အရသာရှိတဲ့မာလာရှန်ကောလေးတစ်ခွက်ရရှိပါပြီရှင်ကဲပကံလေးတွေကိုထည့်ပြီးတော့ပြင်ဆင်ပါမယ်ရှင်ဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်